Microsoft မှာ keyboard ကနေပြီးတော့ဒီလိုတက် key လေးကိုနှိပ်လိုက်တာနဲ့မြင်းလေးတွေပါအောင် format ချတဲ့နည်းလမ်းလေးသိချင်တယ်ဆိုရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးသွားပါရှင်ပထမဆုံးအနေနဲ့ကတော့ကိုရေးထားတဲ့စာလေးတွေကိုအရင်ဆုံးဆက်လက်လေးပေးလိုက်ပါပြီးတော့သူရဲ့ပေါ်မှာ right click နှိပ်မယ် paragraph ဆိုတဲ့ထဲကိုသွားမယ်tab format တက်မှတ်မှာဖြစ်တဲ့အတွက် tab ဆိုတဲ့ထဲကိုသွားလိုက်ပါပြီးသွားပြီဆိုရင်စမတို့ကဒီမှာ store ဆိုတဲ့နာမကကြတော့ကိုကဘယ်နှလက်မမှာရက်ရှင်တာလဲပေါ့နော်ဒါဆိုရင်စမတို့ဒီသူက6လက်မမှာစမကရက်ရှင်တာဖြစ်တဲ့အတွက်စစ်လို့ထားခဲ့လိုက်မယ်ပြီးတော့တော့ကိုလိုချင်တဲ့ format တက်လေးကိုရွေးခဲ့ပေးလိုက်ပါဒါဆိုရင်စမကအောက်မှာဒီ design လေးကိုလိုချင်တာဖြစ်တဲ့အတွက် number 2လေးကိုရွေးလိုက်မယ်ပြီးတော့ okay လေးပေးလိုက်ပါဒါဆိုရင်တော့စမတို့ဒီ cursor ချမယ်ပြီးတော့တက်ခုံလိုက်ပါဆိုတော့စမတို့လိုချင်တဲ့ဒီလို tab format လေးတွေပါသွားပါလိမ့်မယ်ရှင် okay လိုက်လို့ကြည့်လိုက်ပါနော်ဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် comment မှာ yes လို့ရေးခဲ့ပေးပါအောင်ရှင်